မင်္ဂလာပါရှင်ဒါလေးကတော့လက်ပတ်ဝယ်ရင်ဆွဲကြိုးလေးပါရမယ်အားလေးပါနော်ဘာလို့လဲဆိုတော့လက်ပတ်ကလေးတွေက16လုံးအပြည့်ပါတယ်ဆိုတော့တအားလက်ကြီးတဲ့သူတွေအထိရတဲ့လက်ပတ်ကလေးတွေပေါ့နော်အဲ့တော့အမားကတအားလက်မကြီးဘူးတာမန်ယောက်ျားလေးလက်တွေဆိုရင်14လုံးနဲ့ရတာဖြစ်တဲ့အတွက်အမားဒီလိုမျိုးလေးလုပ်ပေးထားပါတယ်ပိုတဲ့နှလုံးကိုဖြုတ်ပြီးတော့တခါတည်းဆွဲသီးလေးလုပ်ပေးထားတယ်အဲ့တော့ယောက်ျားလေးပဲဆွဲမိန်းကလေးပဲဆွဲလို့ရတယ်နော်ဒါကကြတော့တာမန်ယောက်ျားလေးလက်တွေအကုန်လုံးဝယ်လို့ရပါတယ်ဒီလောက်ဒီ73 size 14လုံးဆိုတာကအမတို့အဖေပေါင်150ဝန်းကျင်ပေါ့နော်အဲ့လိုလက်မျိုးတောင်မှပဲဝယ်လို့ရတယ်အဲ့ဒါကြောင့်မလို့အမဒီလိုလေးလုပ်ပေးထားတာပါတခါတည်းဒီပို့တဲ့အလုံးလေးတွေကြတော့တစ်ခါကျတော့လည်းအမတို့ကဂျိုးပို့ထည့်ပေးတယ်ဂျိုးပို့ထည့်ပေးတဲ့အခါကျတော့သူတို့ပြန်တည်တယ်ပေါ့နော်ပြန်တည်ပြီးတော့လည်းသူတို့ customer လက်ထဲမှာကျတော့ဒီနှလုံးကအလကားတက်ပြည့်ရသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အမတခါတည်းဒီလိုဆွဲသီးလေးလုပ်ပေးလိုက်တယ်ဂျိုးလေးပါထည့်ပေးလိုက်တယ်ဂျိုးကတော့ဒါဆိုရင်ဒီဂျိုးကြီးပဲအမတို့2000လောက်ပေးရပါတယ်နော်မဝေးပြမယ်နော်သူ့ရဲ့အလုံးက73 size ဖြစ်တဲ့အတွက်အဓိကတော့ယောက်ျားလေးတွေအများဆုံးဝယ်ပါတယ်မိန်းကလေးတွေလည်းဒီလိုမျိုးလက်မှာအလုံးကြီးတာကြိုက်တယ်ဆိုရင်ဝယ်လို့ရပါတယ်เนาะတချို့ကျတော့လည်းဘယ်လိုပြောမလဲမိန်းကလေးထွားထွားလေးတွေပေါ့เนาะအဲ့လိုမျိုးလေးတွေဆိုရင်ဒီလိုမျိုးလေးတွေဝယ်ကြတာများတယ်ဒီလိုလေးပါเนาะသူ့ရဲ့ဒီကြောက်သားလေးကိုကြည့်လိုက်ပဲเนาะပဲကလာကြောက်သားပဲကလာပါเนาะဒါအနီးကပ်ပြထားပေးတာပါဒါကလေအမတို့ဓာတ်ပုံရိုက်တဲ့အခါကျရင်ဒီကာလာအမှန်ထွက်အောင်မှတော်တော်လေးရိုက်ယူပေးရတယ်ဒီဘဲကာလာကကျတော့ကင်မရာထဲမှာဆိုရင်တိတ်ပြီးတော့ကာလာမထွက်လို့ပေါ့နော်အဲ့ဒါရဲ့ဒီဆွဲသီးလေးရဲ့တကယ်လို့မှကိုကလက်ကြီးတယ်အမတို့ဒီကျိုးအဖို့ပါထည့်ပေးတာဖြစ်တဲ့အတွက်လက်ကတော့ကိုယ့်ရဲ့လက်ကတော့တားကြီးတယ်ဆိုရင်လည်းဒီရာကိုပြန်ဖြုတ်ပြီးတော့ဒီမှာပြန်တီးလို့ရတာပေါ့နော်ဒီလိုလေးပါနော်ဆွဲသီးလေးနဲ့ပါဆွဲသီးလေးကလည်းယောက်ျားလေးရောမိန်းကလေးရောဝတ်လို့ရတဲ့ unisex ဝတ်လို့ရတဲ့ပုံစံမျိုးလေးပါနော်အဲ့လိုလေးလုပ်ပေးထားပါတယ်ဒါလေးကတော့ဒီဆွဲကြိုးရယ်ဆွဲသီးရယ်ပေါ့နော်ဆွဲသီးရယ်လက်ပတ်လေးရယ်တစ်စုံလုံးမှာ3သိန်းကျပ်ပါဒီဘဲကလာလေးကိုလိုချင်နေကြိုက်တယ်ဆိုရင်အမြန်ဆုံးမှာယူဖို့လည်းအကြံပေးချင်ပါတယ်နော်ဒါလေးကိုမှာယူချင်နေဆိုရင်တော့ Viber နံပါတ်69523669ဆက်သွယ်မှာယူပေးပါ Bean Expert ရောက်တဲ့မြို့တိုင်းကိုအမတို့ပစ္စည်းငွေချင်းနဲ့ပို့ပေးပါတယ် Bean Expert မရောက်ရင်လည်းစာလိုက်ရှိတယ်ဆိုရင်တော့စာလိုက်ကနေပြီးတော့ပို့ပေးပါတယ်နော်ပစ္စည်းငွေချင်းနဲ့ပို့ပေးပါတယ်